လူတိုင်းသိကျင်နေကြတဲ့လက်သွက်ကြွယ်မှာလက်စွပ်ဝတ်ရခြင်းရဲ့လျှို့ဝှက်ချက်ရှေးခေတ်ကဂရိနဲ့ရောမလူမျိုးတွေကတော့လက်ဝဲဘက်လက်သွက်ကြွယ်မှာနှလုံးသားစီကိုဓာတ်ရိုက်စီးဆင်းနေတဲ့သွေးကြောလေးရှိရလို့ယုံကြည်ခဲ့ကြပါတယ်။တရုတ်ယဉ်ကျေးမှုမှာဆိုရင်လေလက်သွက်ကြွယ်ဟာဘယ်တော့မှခွဲခွာလို့မရတဲ့အိမ်တောင်ဘက်ကိုစားပြုပါတယ်။အဲ့အတွက်ကြောင့်ခိုင်မြဲတဲ့နှောင်ကြိုးဖြစ်သတ်မှတ်ခဲ့ကြပါတယ်။နောက်ထပ်လက်တွေ့ကျတဲ့အကြောင်းရင်းတစ်ခုကတော့လက်ရတန်တဲ့သူတွေအတွက်လက်ဝဲဘက်မှာဝတ်ဆင်ခြင်းကတန်မိုးကြီးရဲ့ရွှေတွေစိန်ထည်တွေကိုထိခိုက်ပုံပဲမှုတန်ကနေကာကွယ်ပေးနိုင်လို့ပါပဲဒီလိုအတိတ်ပဲရှိရဲ့အမှတ်တရတွေကိုဖန်တီးရတဲ့နေရာမှာအနုစိတ်ပြီးတော့တည်သက်လာပါတဲ့လက်ရလေးတွေနဲ့ချစ်ချင်းမြတ်တာတွေကိုပြသလို့ရပါတယ်ခိုင်မြဲတဲ့ချစ်ချင်းမြတ်တာတွေကိုပြသဖို့အတွက်ဆယ်စုနှစ်ကျော်အောင်ခိုင်မာစွာရပ်တည်နေတဲ့ MG&J Jewelry မှာလည်းတန်မိုးထားရသောအရာများကိုတူတူဖန်တီးပေးဖို့ရှိနေပါတယ်ရှင်။